အားလုံးပဲမင်္ဂလာပါစီဝင်တဲ့ဖုန်းကကြိုဆိုပါရစေ Manchester United အသင်းနဲ့ Burnley အသင်းတို့ရှိမှကစားသွားမဲ့ Premier League ပွဲစဉ်21ကိုကျွန်တော်တို့ပွဲကြိုရေခုသုံးသက်ကြည့်အောင်ဆိုအားလုံးပဲ Manchester United နီးပြအမိုရင်ကတော့အသင်းကတော့ထုတ်ခံရပါပြီနီးပြတွေကတော့ထုတ်ခံရပြီဆိုရင်တော့ဘယ်နီးပြစထိုးမယ်ဆိုတာကတော့တောက်လျှောက်သတင်းတွေထွက်နေပေမဲ့ကျွန်တော်တို့ United အသင်းကအများနဲ့နီးပြခံမှုအတွက်ကိုတော့လုံးဝကိုစံနာမရှိသေးပဲနဲ့တေချာစီဆက်ရွေးချယ်ပြီးမှ Manchester United အသင်းနဲ့လိုက်လျောညီဆိုရှိတဲ့နီးပြကိုခန့်အပ်သွားမှာဖြစ်တဲ့အတွက်ကိုအခုလက်ရှိရာသီကုန်ထိကိုတော့ Manchester United အသင်းကိုကင်တွယ်ခဲ့မှုတဲ့ဒါလိကျကစားသမားတွေဖြစ်တဲ့ဒါ Social လို့ပြောရလို့ရှိရင် Nesper Wine လို့ပြောရတဲ့ Carrot လို့ကစားသမားတွေနီးပြဟောင်းတွေကိုပြန်လည်ခန့်ဖို့အတွက် United အသင်းကတော့ဒါကြံရွယ်နေတဲ့အနေအထားတစ်ခုမှရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်တို့ Manchester United အသင်းကိုဒါဥဆောင်ပြီးတော့ကင်တွယ်လာမယ့်နီးပြကတော့ဒါ Darren Fletcher ပဲဖြစ်ပါတယ် Manchester United အသင်းနဲ့ဒါ Burnley အသင်းတို့ရဲ့ရှိမဲ့ကစားမဲ့ပွဲစဉ်မှာတော့ Darren Fletcher ပေါ်ထွက်လာတဲ့ရှိတဲ့ကစားကွက်ကတော့ဒါနီးပြ Amorim အသုံးမပြုခဲ့ဘူး Newcastle အသင်းနဲ့ပွဲစဉ်ကတော့အသုံးပြုခဲ့တဲ့ကစားကွက်တစ်ခုကိုတော့ဒါ Darren Fletcher အသုံးပြုလာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။ဘာကြောင့်လဲဆိုအသင်းပိုင်ရှင်တွေလိုချင်နေတဲ့ကစားပုံကစားဟန်ပေးတဲ့လိုချင်နေတဲ့ကစားပုံကစားဟန်တစ်ခုကိုတော့ Darren Fletcher ကအသုံးပြုပေးလာဖို့များတဲ့အနေအထားတစ်ခုမှရှိပါတယ်။ဆိုတော့ Manchester United အသင်းနဲ့ Burnley အသင်းတို့ရဲ့ပြီးခဲ့တဲ့ Old Trafford မှာလက်ခံကစားခဲ့တဲ့ပွဲစဉ်မှာတော့ Manchester United အသင်းကိုကင်တွယ်ခဲ့တဲ့နီးပြ Amorim ကတော့ဒါ 3-2 ဆိုတဲ့ကြားလက်နဲ့အင်ကွင်းမှာ Burnley အသင်းကိုအနိုင်3မှတ်အပြည့်အဝရယူနိုင်ခဲ့ပါတယ်။ Bruno ရဲ့နောက်ကျ penalty သွင်းကိုနဲ့ Manchester United အသင်းကအခက်အခဲအနိုင်ရယူနိုင်ခဲ့ပါတယ်။အခုလက်ရှိမှာတော့ Burnley အသင်းကတန်းဆင်းမှုအတွက် percent နဲ့အများဆုံးတွေကအသင်းဖြစ်နေတာဆိုတော့ Manchester United အသင်းကပိုကောင်းတဲ့ပုံစံကောင်းတစ်ခုကိုပြသဖို့တော့လိုအပ်တာပဲအဝေးကွင်းမှာပဲဖြစ်စေအင်ကွင်းမှာဖြစ်စေနီးပြ Amorim မရှိဘူးဆိုရင်တော့မှကျွန်တော်တို့ United အသင်းမှာယာယီနီးပြဖြစ်တဲ့ Darren Fletcher ကိုက်တွယ်လာမဲ့ Manchester United အသင်းကတစ်ခုမဟုတ်တစ်ခုလုံးပြသွားလိမ့်မယ်လို့ကျွန်တော်တို့ United ပရိသတ်တွေကတော့ယုံကြည်နေတာကတော့အမှန်ပါပဲဆိုတော့ Manchester United အသင်းကပိုကောင်းတဲ့ပုံစံကောင်းတစ်ခုကိုပြသွားနိုင်မှာလားနီးပြ Amorim မရှိတော့တဲ့ကျွန်တော်တို့ United အသင်းကအနိုင်ရလက်ပွဲစဉ်တစ်ပွဲကိုပေါ်ဆောင်ပေးသွားနိုင်မှာလားဆိုတော့ Manchester United အသင်းနဲ့ Burnley အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ကျွန်တော်တို့နောက်ပိတ်ဆုံး3ပွဲကိုပြန်လည်ဆွေးနွေးသုံးသပ်ကြည့်အောင် Manchester United အသင်းနဲ့ Burnley အသင်းတို့ရှိမှကစားခဲ့တဲ့ဒါ2023-24မှာနှစ်ကြိမ်တွေ့ခဲ့တယ် Manchester United အသင်းကတော့2025မှာ Old Trafford မှာတစ်ကြိမ်တွေ့ခဲ့တယ် Old Trafford မှာတွေ့ခဲ့တဲ့တစ်ကြိမ်ကတော့နီးပြ Amorim ကတော့ဒါ 3-2 ဆိုတဲ့ရလနဲ့ Bruno Fernandes ရဲ့နောက်ကျဂိုးနဲ့အနိုင်ရလက်ဖော်ဆောင်နိုင်ခဲ့ပါတယ်ဆိုတော့2024မှာတော့ Burnley အသင်းကိုအင်ကွင်းမှာလက်ခံကစားပြီးတော့ကျွန်တော်တို့ Manchester United အသင်းက 1-1 ဆိုတဲ့ရလနဲ့တေးထွက်ပေါ်ခဲ့ပါတယ်အဝေးကွင်းမှာတောက်ရောက်ရှိမှကစားတဲ့စက်တင်ဘာလ24ရက်2023မှာတော့ကျွန်တော်တို့ Manchester United အသင်းက Burnley အသင်းရဲ့အင်ကွင်းမှာ 1-0 ဆိုတဲ့ရလနဲ့ try တက်မဲ့အနိုင်3မှုကိုအပြည့်အဝရယူနိုင်ခဲ့ပါတယ်အခုလက်ရှိ Burnley အသင်းကတန်းဆင်းမှုအတွက် percent နဲ့များနေတဲ့အသင်း Burnley အသင်းနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာတော့ Everton အသင်းကိုအင်ကွင်းမှာလက်ခံကစားပြီးတော့ဒါစီဆိုတဲ့ရလနဲ့တေးတမှတ်ကိုထိုက်တက်မဲ့ရယူနိုင်ခဲ့တယ်ဆိုတော့ Newcastle အသင်းကိုအင်ကွင်းမှာလက်ခံကစားပြီးတော့ 1-3 ဆိုတဲ့ရလနဲ့ Newcastle အသင်းရှိကိုတော့အနိုင်3မှတ်ပေးလိုက်ရတဲ့ပွဲစဉ်တစ်ပွဲရှိခဲ့တယ်ဆိုတော့ Brighton အသင်းကိုလည်းအဝေးဘက်မှာတောက်ရောက်ရှိမှကစားပြီးတော့ 2-0 ဆိုတဲ့ရလနဲ့အရေးနှိပ်ထားတဲ့ Burnley အသင်းခုနောက်ပိုင်းပွဲစဉ်တော်တော်များများမှာအရေးနှိပ်ထားတဲ့ Burnley အသင်းနဲ့ရှိမှကစားရမယ့် Manchester United အသင်းကဘယ်လောက်ထိနိုင်ပွဲဆက်သွားနိုင်မှာလဲဆိုတာကိုတော့ကျွန်တော်တို့ Manchester United အသင်းရဲ့ပေးသက်တွေအတွက်နီးပြ Amorim ထုတ်ကသွားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ United အသင်းကနိုင်ပွဲကိုပြန်လည်ရှာဖွေနိုင်မှာလားဆိုတော့ကျွန်တော်တို့ United ပေးသက်တွေအတွက်ရင်ခုန်စိတ်လို့ရှာဖွေရတဲ့စောင့်မျှော်အောင်မယ်ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ပါရစေ